action force နဲ့ reaction force ရဲ့ example လေးပြောပြမယ်နော်စပွဲပေါ်မှာစာအုပ်တို့ကိုတင်လိုက်မယ်တားတို့သမီးတို့တင်ဘူးတွေတင်တတ်တယ်တင်နေကြပဲနော်အဲ့တော့တင်လိုက်တဲ့အခါမှာဒီစာအုပ်ရဲ့ weight ကြောင့် action force တက်ရောက်တယ်သူရဲ့ action force ဒီ direction က downward direction ရှိတယ်အဲ့တော့ဒီစာအုပ်ကိုပြန်ပြီးတော့ပင့်တင်တဲ့အားတစ်ခုရှိတယ်အဲ့ဒါက reaction force ဘယ်သူကပင့်နေတာလဲဆိုတော့ table ကနေပြီးတော့ push လုပ်ထားတာboth force are equal in size and opposite in direction force နှစ်ခုစလုံးက size တူတယ် direction ကတော့ဆန့်ကျင်တယ်အဲ့လို direction ဆန့်ကျင်တဲ့အတွက်ကြောင့်ဒီပေါ်မှာစာအုပ်ကတင်လို့ရတယ်လေ direction မဆန့်ကျင်ဘူးဆိုရင်စာအုပ်ကအောက်ကိုဘုတ်ဆိုပြုတ်ကျသွားမှာပေါ့နောက်တစ်ခုကကြတော့ a person pushes against a wall လူတစ်ယောက်ကနံရံကိုတွန်းမယ်အဲ့လိုတွန်းတဲ့အခါမှာတွန်းတဲ့ force ကိုဘာလို့ခေါ်လဲဆိုတော့ action force လို့ခေါ်တယ်ဒီနံရံကြီးကနေပြီးတော့ပြန်ပြီးတော့တက်ရောက်တဲ့အားတစ်ခုရှိရဲ့အဲ့ဒီအားကို reaction force လို့ခေါ်တယ်အဲ့ပြန်ပြီးတော့တက်ရောက်တဲ့ reaction force ဒီ action force နဲ့တူတယ်ပမာဏတူတယ်ဒါပေမဲ့ direction ကတော့ဆန့်ကျင်